ကလန်ကိုရောမြတ်ကြီးဒီနားမှာပဲရှိပါတယ်လေဟုတ်တယ်ရောင်ရဲ့ခြားစမ်းဒါမှငါတို့အဖို့ကရမှာဟာရင်နာတရားကောင်းလိုက်တာကွာအော်ဟိုမှာတွဲပြီလိုက်ကြဝိပါကယောဂန်တရားတွေဟာတကယ်ပြီးဆက်ရသည်ကောင်းတာပြုရင်မကောင်းတဲ့ငါခွင့်ရပြီဝိပါကဆိုဒီမှာပြည်သူမဆိုရှောင်လွဲမရခရမ်းနဲ့ယဟနာတော်မှာခွင့်ရသည်လားဧကသာဝကရှင်မောက္ကလမထေရဟာဘိုးရခိလူသည်ချင်းလူစီကတဝေယူရမမီတဲ့ကံအကြောင်းကြောင့်ခရရှာပြီးပြမလွတ်နိုင်တဲ့ဘုကျွေးတန်တရားကိုသား900တို့ဤရိုက်ချက်ဖြင့်အယူအသွေးအသားကန္နာကိုစီစီညံ့ညံ့ကြေးရသောဤယန္တာအရှင်ကိုတော်မြတ်သည်တခုသောနှုစဉ်ဘဝကလက်ရရန်အကတာဝကစူးကြီးပန်သောအလောင်းလျာဖြစ်ခဲ့ဘူးသည်မယား၏ပြည့်ရမာယာစကားကြောင့်မျက်မမြင်အမိအိုကိုတောသို့ထုတ်၍ရိုက်တက်ခဲ့ဘူးသည်ထိုဝကြီးကံကြောင့်ငရဲတွင်မြေပေါင်းများစွာခံစားရ၍တို့ကောရမဖျားလက်ထက်လူသားမန်တို့ရနိုင်ခဲ့သောလက်ရရန်အကတာဝကရှင်မောက္ကလန်ကိုရောမြတ်ကြီးပင်ဖြစ်သည်အကတာဝကပင်ဖြစ်ပေ냐တော်လဲဝကျွေးရှိကဆက်ရသမင်မှုယခုဘဝတွင်လဲကြေအောင်ဆက်ရပြန်ပါပြီရှေ့ဘဝအခါကမင်းအားစကားကိုယုံမှ၍မျက်မမြင်မိဘအိုအားပြမမိပုံမင်းအားနှင့်မိဘကြားပြားများရပုံတို့ကိုသုဒ္ဓယတနှပြခံစား၍ကြည်ရှုကြပါစို့လားခင်ဗျာမိမိကိုမိမိမွေးကြည့်သူတွေတာပိစံကြည်သူရှင်အမေဒီမှာချင်နာမြတ်တာတွေချစ်ရှာလေးကိုမိမိအမေဖေချီရောက်တားဆောင်ရှောင်းနေအမေကိုလူအမေပြောမိမိကိုပြုသူရတာပြောလိုက်တာမင်းကျင်းပါပါသည်ဦးမင်းမင်းလဲချပါသည်ဦးမင်းမင်းစိတ်ချမ်းသာအောင်ပြပါမင်းအမေဖေချီရောက်သာတော့ရှောက်နေအမေကိုအမေပြောမင်းမောင်ကြီးလေအမေရေချိုးဖို့ရေခက်ပြီးပြီနောက်ပြီးတော့အမေရဲ့ဝတ်တွေလေမောင်ကြီးရှော့ပြီးပြီအချိန်လိုလဲကြည့်အောင်လေတော့ကောင်းတဲ့ကောင်းဖို့စိတ်ကူးရှိသေးရဲ့လားမိမရေဘာဖြစ်လို့လောနေရတာတော့လောရမယ်လေလောရမယ်ဒီနေ့စပားကင်းတွေကိုရေသွင်းရမယ်ပြီးတော့မိုးမချုပ်ခင်ပြုံးတော့ရမယ်မလားဟဲ့ပြောကုန်မပြောလိုက်ချင်ဘူးမိမရေမောင်ကြီးလို့ကိုမောင်ကြီးကသိပါတယ်ကွာအမေရဲ့ဝင်းကြီးဝင်းငယ်တွေလှုပ်ပြီးမောင်ကြီးကတောသွားမှာပါနောက်ပြီးတော့မောင်ကြီးရဲ့အမေကမျက်မမြင်ဒုက္ခိတကြီးလေအဲ့တော့မောင်ကြီးမှမပြုတ်သေးဘသူလာပြီးပြုတ်စုမှာတော့မိမရဲ့မလေကြောက်ပြုတ်စုမှာပေါ့ကြောက်ပြုတ်စုမှာပေါ့ဗါလေတော့ကျုပ်ကိုတော့မေကိုမပြုတ်စုဘူးလို့တော့ထင်းနေမဟုတ်အဲ့လိုပြောတာမဟုတ်ပါဘူးမိမရဲ့အဲ့လိုမျိုးအဲ့
လောက်ချင်းအောင်တော်လောက်နေတာတော်ကြပတ်ဝန်းကျင်ကကြားလို့ရှင်လေဒီမိန်းမလင်းလောက်စားကြီးပဲထိုင်စားနေတယ်ရောက်ကမပေါ်ကြမကောင်းဘူးဆိုပြီးအပြစ်မြင်အောင်တော်လောက်နေတာတားလောက်နေတာ ဟိုမို့ပေါ့မိမရေဟိုမောင်ကြီးတို့မှာလေပြေးကြည့်လို့မှဒီမေဒီသားနှစ်ယောက်ပဲရှိတာမိမရေနှစ်ယောက်ပဲရှိတာ ဒီအမေဒီသားနှစ်ယောက်တည်းရှိတာ ဟုတ်တယ်လေ အော်ဒါဆိုရင်ရှင့်ဘဝထဲမှာတောင်းမရှိဘူးပေါ့ ဟင်မဟုတ်ဘူးလေမိမရေမောင်ကြီးအဲ့လိုပြောတာမဟုတ်ဘူး ဆောင်းတော့တော်ရဲပြောတာလေမောင်ကြီးတို့ဘဝမှာဒီအမေဒီသားနှစ်ယောက်တည်းရှိရပါစော ဟာဟုတ်ဒီလိုလေမိမရေ တော်ပါပြီကျုပ်ကသာတောက်ကိုချစ်ရတာတောက်ကိုချင်လို့ကျုပ်ဘဝကိုတက်လက်တဲ့ကိုပေါ်ခဲ့တာအခုကျတော့ ဟေးမိမ မောင်ကြီးဘဝထဲမှာကျုပ်မရှိဘူးတဲ့တော့ကျုပ်မရှိဘူးတဲ့တော့ မိမရေမောင်ကြီးဘွားမှာအမေဆိုလို့ဒီအမေပဲရှိတာအမေမှာကသားဆိုလို့မောင်ကြီးတရားပဲရှိတာလေငါမိမရေငါမိမကိုချစ်တာကဇနီးမယားအချစ်မှုအဲ့ဒါတတိတခြားချစ်တယ်လို့ခေါ်တယ်နော်မိမနော် ဒါဆိုရှင့်ဘဝထဲမှာကျုပ်ရှိတာသိကြတယ်နော် လေးရှိတာဗောရှိတာဗောရှိတာ အဲ့ဒါဆိုဘယ်လိုအကြောင်းမှလဲကျုပ်ကိုပြစ်မသွားရဘူးနော်ကိုတိတ်တာ ဒီမှာမေဦးငါမင်းမောင်ကြီးဒီကမောင်တိတ်တာဟာတမ္မာတမ္မောရိစုကြီးမပန်နိုင်ပေမဲ့အက္ခတာဝကလက်ဝဲတော်စုကြီးပန်တယောက်ပါကွာဘယ်တော့မှမဟုတ်မမှန်တာမပြောပါဘူးကွာနော်မိမနော်ဘယ်တော့မှမဟုတ်မမှန်တာမပြောဘူး ။ဘာပြောလဲ။ရှင်ပန်တဲ့စုဟာအက္ခတာဝကစုဟုတ်လားကိုတိတ်တာ ဟုတ်တယ်လေမေဦးငါဟုတ်တယ် ။တောင်းပြီလေ။အဲ့ဒါဆိုရင်ရှင်ဘလို့အကြောင်းကြောင့်ညကျမကိုပြစ်မသွားပါဘူးလို့သစ္စာဆိုပြကိုတိတ်တာ။အဲ့ဒီသစ္စာကိုရှင်မဆိုခဲ့ရှင်ပန်တဲ့အက္ခတာဝကစုကြီးပြည့်ရပါလို့ဤလို့သစ္စာဆိုပြကိုတိတ်တာ။ မေဝမင်းဘလို့တစ္ဆာလေးဆိုခိုင်းနေရတော့ ရှင်မဆိုရဘူးမလားရှင်အဲ့ဒီကကျမကိုမချစ်လို့ကျမကိုပြစ်သွားမှာကျမသိတယ်မိမရေဟိုမောင်ကြီးဆိုပြမယ်နော်ဆိုပြမယ်နော် တကယ်နော် တကယ်ပါမေုံငါရဲ့ဟောဒီကမေုံငါပေါ်မှာကျွန်ုပ်မောင်တိတ်တာအချစ်မပါပဲပြစ်ခွာလို့တွားလို့ရှိရင်ကျွန်ုပ်မောင်တိတ်တာတန်ထားတဲ့အက္ခတာဝကစုကြီးပြက်ရပါလို့ဤဗျာပြက်ရပါလို့ဤ ဝမ်းသာလိုက်တာမောင်ကြီးရေဝမ်းသာလိုက်တာ အဲ့မှာယုံပြီနော် ရှုံးပြီနော်မောင်ကြီးအဲ့ဒါဆိုရင်မောင်ကြီးတိုးရဲသွားဖို့ပြင်တော့နော်နမမောင်ကြီးစားဖို့ထမင်းတုပ်လေးတော့ပြင်လာအောင်မယ်နော်မောင်ကြီး ကောင်းမယ်မောင်ကြီးတက်ယုံပြီနော် ရှုံးပါပြီမောင်ကြီးသိကြတယ်နော် အော်သိကြပါတယ်ငါမိမရေ တာမောင်တိတ်တာ ဗျာဗျာမယ် မင်းဘယ်လိုတစ္ဆာစကားတွေစိုးလိုက်ရတာလဲတားရဲ့ဟင် โอ้မေဟိုဘာရင်မဟုတ်ပါဘူးမေအမေချွေးမလေးကတားကိုစိတ်ကောက်နေရနဲ့ကျင်နဲ့အောင်တားဆိုလိုက်တာပါဟောမေတတ်တော့နောက်ကြနေပြီမေရဲ့ ကောင်းပါပြီတားရဲ့ တား ကောင်းပါပြီ တော့သွားတော့မယ်နော်မေနော်တားသွားပြီနော်မေတော့သွားပြီနော်မေ မိုက်လိုက်တာတားရဲ့မိုက်လိုက်တာမယားစကားကိုယုံစားပြီးမင်းမစိုးအပ်တဲ့တစ္ဆာစကားကိုစုံမိလေခြင်းတော့မင်းမာပြီထင်တဲ့တားရဲ့မင်းမာပြီတားရဲ့ မ
မှာပေါ့သူ့အမေကမြင်မနေဘာမှသိရမှာမဟုတ်တာဒီပါသွားစိတ်လို့ချင်ချင်တမယာလေးပဲကြည့်လိုက်တော့ရှင်ပေးလိုက်တဲ့ဂျိုးကြဦးသူမစားရဘူးတဲ့ပေါ့ဟုတ်လား ဟုတ်တယ်မင်းဂျိုးချာဦးတယ်မင်းအကုန်စပြတာမလားဟမ် ။အိုးကျမဘာလို့စားရမှာလဲကျမဘာလို့စားရမှာ ဟေးမင်းငါအမေပေါ်မှာမကျင်တာလို့မင်းဒီတံမြာသီးကျွေးတာမလားမင်းဒီတံမြာသီးကျွေးတာမလားဟမ် မလီကြည်စမ်းကျမပေးတော့ကဂျိုးကြဦးမှာဂျိုးကြဦးအစ်စ်ပါဘယ်လိုဖြစ်လို့တန်မယာလေးဖြစ်သွားလဲမသိပါဘူးတော့အဲ့ဒါပေါ့လင်မယားကြောင့်စကားများတော့တက်လက် ဟဲ့သမီးတို့တွေစကားများအောင်လို့အမေလောက်တာမဟုတ်ပါဘူးကွယ်လူလေး ဗျာမင်း အမေအတွက်နဲ့လေစကားမများကြပါနဲ့ကွယ် သားရှိတစ်မျိုး၊ကွက်ရတစ်မျိုးနဲ့ အမေလေးမစားရလို့ဘာမှမဖြစ်ပါဘူးတားရဲ့ အဲ့ဒါမျိုးတွေဥရတာသားရှိကိုရှက်ပြောတယ်ဟုတ်တယ် ဟင် မင်းဂျိုးချာဦးတကယ်မစားရဘူးလားမင်း မစားရပါဘူးတားရဲ့အမေတကယ်မစားရပါဘူးတားရဲ့ ဟိုအမေကလေဂျိုးချာဦးကိုစားမဲ့လုပ်ပြီးတော့ဘေးချထားလို့ရွာထဲကကလေးတွေကဂျိုးချာဦးကိုယူသွားပြီးတော့ဒီတံမြာစည်းများအစားထားသွားသလားမင်း ဘယ်ကလေးမှလည်းမလာပါဘူးတားရဲ့တားမရကိုယ်တိုင်အမေလက်ထဲကိုထည့်ပေးခဲ့တာပါအမေကလေတားအမေကိုကြည်ဆဲတယ်ထင်လို့ဂျိုးကြဥနဲ့တမယာသည်ကွဲပါတယ်တားရဲ့လို့ပြောချင်လို့အမေသိမ့်ထားတာပါလူလေးရဲ့သိမ့်ထားတာပါ မင်းငါ ဘာလို့ တား မင်းချိုးကြောက်တယ်အကုန်စားပြတာမလားဟမ် ကျမမစားအောင်လို့ရှင့်ဝင်ကပြောမှာလား ဟာမင်းမစားလို့ဘာလို့စားမှာလဲကွာမင်းမစားလို့ဘာလို့စားမှာလဲ ရှင်ကရှင့်မေကလီကမာပြောတာရှင်ရဲ့ယုံနေပေါ့လေ ဟေးငါမေဘယ်တော့မှကလိကမမပြောဘူးမင်းကကလိကမများနေတာမင်းကကလိကမများနေတာ အောင်မရှင်ကဒီမယားစကားကိုကျွန်တော်မယုံမနဲ့ဟိုမယားစကားကိုကျွန်တော်ယုံနေပေါ့လေ ဟာဘယ်ကွာငါ မလုပ်ပါနဲ့လူလေးရဲ့မရိုက်ပါနဲ့ မင်းကွာ ရှင်ကျမတို့တကယ်ခိုင်းနေနော်သူမယားစိတ်ဆိုးလို့ပြောရင်ဟာရှင်ကျမတို့တကယ်မချစ်ပါဘူးရှင်ကျမတို့တကယ်မချစ်ပါဘူး မင်းငါလေးစိတ်ကောက်သွားမင်းငါချစ်ပါတယ်ကွာမင်းနေပါမင်းငါမင်းငါမော်နီတောင်းပါမှာကွာ ရှင်ကျမတို့မလိုက်လာနဲ့နော်ရှင်ကျမကြောက်တယ်ပြန်လိုက်ခဲ့ပါကွာပြန်လိုက်ခဲ့ပါမောင်ကြီးတောင်းမှန်တယ်နော်မောင်ကြီးတောင်းမှန်လာပါရှင်ကကျမတို့အိမ်ကချက်ပြီးတော့နှိမ့်ဆက်ဖို့လို့ခေါ်နေရမလား မဟုတ်ပါဘူးကွာ ဟုတ်တယ်ရှင်ကျမတို့အိမ်ကချက်နှိမ့်ဆက်ဖို့ခေါ်နေရမလားမလိုက်ဘူး မင်းလိုက်ရေဟိုဒါတွေကိုမေးလိုက်ပါမောင်ကြီးနဲ့တူပြန်လိုက်ခဲ့နောက်မဖြစ်စေရဘူးလို့မောင်ကြီးခရီးပေးပါတယ်ကွာပြန်လိုက် ရှင်မရအမြဲတမ်းပဲကျမကျတော့အမြဲတမ်းခွင့်လို့ပေးရတယ်ကျမရှင်းမျက်နှာနဲ့ဘာမှပြောခဲ့တာမဟုတ်ဘူးဒီကြားထဲရွာထဲကိုလှည့်ပြီးတော့ဒီမိန်းမအကြောင်းအတင်းကပြောတာခံနေတယ်တွေးကြည့်ရင်အသေးနာလို့ဒါတွေကိုမေးလိုက်ပါတောင်းမှန်တယ်မောင်တောင်းမှန်တယ်ကွာမင်းကနော်ဟိုနောက်မဖြစ်စေရဘူးလို့မောင်ကြီးခရီးပေးတယ်ကွာခရီးပေးတယ်နော် ကိုတိတ်တာ ဗျာ ရှင်ကျမတို့တကယ်ချစ်တာသိကြတယ်နော် တေးကြပါတယ်မိမကြီးတေးကြပါတယ်တကယ်ချစ်တာပါ အဲ့ဒါဆိုရင်ရှင်ကျမကိုပြစ်မလားရှင့်အမေကိုပြစ်မလား မင်းကမင်းဘလို့စကားကြီးပြောနေတာလေ ဖြေလေးကိုတိတ်တာ ဟာငါမေကိုဘာလို့ပြစ်ရမှာတော့ ကျမကိုချင်းရှင့်အမေကိုပြစ်ရှင့်အမေကိုချင်းကျမကိုပြစ်မလားကိုတိတ်တာရဲ့ မပြစ်ဘူးကွာမပြစ်ဘူးကွာ ဟာဒါဆိုရင်ရှင်ကကျမကိုပြစ်မယ်ပေါ့ဟုတ်လားကိုတိတ်တာ
ကျွန်ုပ်မောင်တိတ်တာဟောဒီကမေဝံကအပေါ်မှာမချစ်ပါပဲပြစ်ခွာလို့တွားခဲ့အကတာဝကစုကြီးပန္နာပြည့်ရလို့ဤဖျား ကိုတိုက်တာရှင်ဘာလဲစဉ်းစားနေအောင်ဖြေးလေရှင်ကျမကိုပြစ်မယ်မို့လားရှင်ကျမကိုပြစ်မယ်မို့လားဟင်ကိုတိုက်တာ ပြစ်ပါဦးမေမမင်းမရှိရင်မဖြစ်ဘူးမင်းမရှိလည်းငါမနေနိုင်ဘူးမပြစ်ပါဦးမေမ သိကြတယ်နော် သိကြပါလေ အဲ့ဒါဆိုရင်ရှင့်အမေကိုဟိုးဝေးဆုံးကိုခေါ်ပြီးပြစ်လိုက်တော့ကိုတိတ်တာရေ ဗျာ လူမိုက်ကမစင်ကြီးအမေဦးမမြင်လို့ဘရာအလူကိုလိုက်ကားပြီးအမလမ်းတွေတွင် ခဏတော့ တို့ကြီးပြိုင်တဲ့ပြည့်ရဲ့စင်အမေကိုလေသူလဲပေါ်တီး တာလူလေး ဗျာမေ အမေဆွေမျိုးတွေရှိတဲ့ရွာကအရင်ကဒီလောက်မသွားရပါဘူးကွယ်မရောက်သေးဘူးလားတာရဲ့ လက်ပေါ်ခဏစေးအောင်နော် အမေကိုတွဲအောင်နော်လူလေး ဟုတ်မေ အေးအေးအေး မေတတိထားမေ အေး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 ပါတာရဲ့ ဟိုအမေတူတွေတူမတွေကအမေကိုအနိကပြုတ်စုချင်လို့နေမှာပေါ့မေနော်ဒါလေလမ်းနေမမှတ်မိတော့မျက်စိလည်းလမ်းမပြီဒါလို့မေ ဟေး တော့တော်ရနဲ့တာတော်ရနဲ့တာရောမေဒီလောက်တောနဲ့တယ်ဆိုရင်တော့တခိုးတွေဓမြတွေရှိနိုင်တော့တယ် ဒုက္ခပါပဲတာ ရှိနိုင်တော့တယ်မေအဲ့တော့မေဒီနေ့ခဏနေဦးနော်တော့သိနဲ့တာဆိုတော့နွားတွေကိုလည်းခဏအနာပေးနေတာပဝင်းကြီးကိုကြည့်လိုက်အောင်နော်မေ ဘ နော် ယူဆိုင်နော်တာ ဟုတ်ကဲ့ပါမေ ပြင်းနဲ့ပြင်းကိုတတိထားတာရဲ့အောက်ဒီပါရင်ကြည့်သွားကြားလားအေ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 း ဟုတ်ကဲ့ပါ ဖေဟာငါသားလေးအနေကင်းပါစေအနေကင်းပါစေဖေဟာဖေဟာရခဲ့ပါ အမေအမေကျေအမေဟိုတယ်ပြနေလားဟာအမေကိုမရိုက်ပါနဲ့မရိုက်ပါနဲ့မရိုက်ပါနဲ့အမေကိုမရိုက်ပါနဲ့အမေကိုမရိုက်ပါနဲ့အမေကိုမရိုက်ပါနဲ့အမေကျမသားလည်းမရိုက်ပါနဲ့တော့ဘာလဲပါဗျာအမေတော့အမေကိုမရိုက်ပါနဲ့ဗျာဒါလည်းတော့ကျင်လိုက်ပါအမေတက်ကြည့်ပါပြီဗျာအမေနာအမေကိုမရိုက်ကြပါနဲ့ဗျာတော့ဘာကျင်လိုက်ပါအမေတက်ကြည့်ပါပြီတာရဲ့ဒါလေးကလူအောင်ပြေးပါအမေအသက်ကြီးပါပြီတခုသမီးနေရိုင်းလေဒါလေးလူအောင်ပြေးလို့တာအမေကိုထားခဲ့အမေအသက်ကြီးပြီတာရဲ့အမေသေးလို့ဘာမှမဖြစ်ပါဘူးတာရဲ့ please တရားမနာလိုက်တာတာလူအောင်ပြေးတယ်လားမေအမေအသက်ကြီးပါပြီတာရဲ့ဒါလေးလူအောင်ပြေးလေတာတာအမေတာမပါလေဒီလေတာရမေကိုထားကြပါအမေတက်ကြီးပြီအေးအမေကိုရှိုက်နေတာတခိုးဓမြတွေမဟုတ်ပါဘူးမေရဲ့အမေကိုရှိုက်နေတာတာလူမရှိပါမေအောင်မေအမေကိုရှိုက်နေတာအမေကိုရှိုက်တာဟုတ်လားတာလူမရှိပါမေအမေမရစကားနားထောင်ပြီးမရအကြိုက်လိုက်ခင်မိတဲ့တာလူမိုက်
လိုက် မိုက်ဖက်ဒါမိမစကားနားတော့ပြီအဖက်လိုက်တော့ဒါမိုက်ဖက်ပါမိတာပါမေဒါလူမိုက်ကြီးပါမေ အမေ လူမိုက်ကြီးပါ အမေတရားမှမကြောက်ပါဘူးသားရဲ့အမေတရားမှမကြောက်ပါဘူးဒါပေမဲ့အမေကိုပြုတ်ခဲ့တဲ့အကုသိုလ်ကံတွေကဝိတ္တိပြီးနောက်တမ်းနေရာမှာငါတားလေးခံရတော့မယ်တားရဲ့ငါတားလေးခံရတော့အမလေးနားလိုက်တာတားရဲ့အမေကောင်းကြည့်ကုန်လားတင်နားလိုက်တာ ဒါကြည့်ပါလေ အမေဖေဖေ မေဝငါပေါ်မှာအချစ်မပါပဲဒါပြစ်ခွာလို့တွားလို့ရှိရင်ဒါပန်ထားတဲ့အဝကတာဝကစူကြီးပန်လာပြမဆိုရင်လို့ပါပဲအကတာဝကလဝဲရစူကြီးအဲ့စူကြီးပန်လာပြမဆိုရင်ပြီးလို့ပါ ဟုတ် ပဲ တယ်ဟုတ်တယ်တားလေးငါတားလေးရလေအကတာဝကစုပန်နဲ့ယောက်ျားငါတားလေးဒီစုကိုပြတ်လို့မဖြစ်ဘူးဒါပေမဲ့သားရဲ့အမေကြားဘူးတဲ့ဒီစံနနီယကထိုက်တဲ့သူဟာတမတ်တဖို့ကိုမရနိုင်ဘူးတဲ့သားရဲ့အမလေးကသားလေးတော့ဒုက္ခပါပဲဟောတား ဒါမေ ပြဿနာနီးရကံထိုင်အောင်လေအမေကိုကြောလိုက်နော်အမေခွန်းလို့တယ်တားလေးကိုအမေခွန်းလို့တယ်အမေကြောတာအမေကိုမြန်ကြောလိုက်တာအမေခွန်းလို့တယ်အဲ့ဒါဆိုငါတားလေးတို့ရချင်ပါ ခွလို့ပါမေ ခွန်းလို့ပါနဲ့တားရဲ့ ဒါမိုက်ကိုခွလို့ပါမေဒါမိုက်ကိုခွ ဘုရားဘုရားဘုရားနားလိုက်တာ မေ မောင်တိတာအကသာဝကလေဝေရိုယလောင်းလျာကြီးဘဝတစ်ခုကအစပြုတဲ့ကံဝိပဲအမယာကြည်လေခင်ဗျာဖန်ခါကဝတ်ပြီးခံရရှာအမယာကြည်လေခင်ဗျာဖန်ခါကဝတ်ပြီးခံရရှာရှေးမဟာမောကလံလေဝေရိုယနောက်ဆုံး